ကမ္ဘာပေါ်မှာလှပဆန်းပြားတဲ့ခရီးသွားနေရာတွေအများကြီးရှိပေမဲ့တချို့သောနေရာတွေကတော့တဘာဝအလှတရားတွေထက်ကိုကြောက်မက်ဖွယ်ရာသမိုင်းဆိုးတွေမြောင်များစွာသောလူသေးဆုံးမှုတွေနဲ့နာနာဘာဝချောက်လက်မှုတွေကြောင့်မလို့လူသိများပါတယ်။စွန်စားရတာကိုသဘောကျတဲ့ခရီးသွားတွေအတွက်ဆွဲဆောင်မှုတစ်ခုဖြစ်နေပေမဲ့တစ်ချက်ကလေးကိုမှားတာနဲ့အသက်ဆုံးရှုံးနိုင်တဲ့အထိကိုအန္တရာယ်များပြီးတော့ခြောက်ချားဖို့ကောင်းတဲ့ကမ္ဘာကျော်နေရာကြီးတွေအကြောင်းကိုပြောပြကြပါမယ်။နံပါတ်1ကတော့ Poveglia ကျွန်းပါ။အီတလီနိုင်ငံဗေနစ်မြို့နီးနားမှာရှိတဲ့ Poveglia ကျွန်းဟာဆိုရင်တော့ပြင်လှပတဲ့ရှေ့ပြင်လေမှာရှိနေပေမဲ့ကမ္ဘာအပေခံအချောက်ချားဆုံးကျွန်းဖြစ်ကိုမှတတ်မှတ်ခံရပါတယ်။18ရာစုအတွင်းကဥရောပမှာပလေယောဂပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တဲ့အစဉ်ကအီတလီအစိုးရဟာယောဂကူးစက်ခံရတဲ့သူတွေကိုဒီကျွန်းပေါ်ကိုပို့ဆောင်ပြီးတော့အရှင်လက်လက်ဆွန့်ပစ်တာမီးရှို့တက်တာတွေကိုပြုလုပ်ခဲ့ပါတယ်။ခမန်းကြီးလူပေါင်း3,600,000ကျော်ဒီကျွန်းပေါ်မှာတင်တင်ဆဆုပ်ကိုမှတည်သွားခဲ့ရပါတယ်။နောက်ဆုံးမှာတော့ဒီကျွန်းပေါ်မှာစိတ်ကျမ်းမာရေးစီးရုံတစ်ခုကိုစလုပ်ခဲ့ပေမဲ့လို့ဆရာဝန်ကလူနာတွေကိုရဲရဲဆက်ဆက်နှိပ်စက်စမ်းသပ်မှုတွေကိုပြုလုပ်ခဲ့ပြီးနောက်ဆုံးမှာတော့အဲ့ဒီဆရာဝန်ကိုယ်တိုင်ဝင်းနီတွေရဲ့ပြူစားမှုကြောင့်မျှော်စင်ပေါ်ကနေကိုခုံချတည်ဆုံခဲ့ရပါတယ်။ဒီကျွန်းရဲ့မြေစီလွာတွေဟာလူသေးရိုးပြတွေနဲ့ကိုပြင်းထန်နေပြီးတော့လက်ရှိမှာခီးသွွားတွေဝင်ရောက်ခွင့်ကိုအစိုးရကတရားဝင်ပိတ်ပင်ထားပါတယ်။ဒါပေမဲ့လှေနဲ့အဝေးကနေဖြတ်တန်းကြည့်ရှုခွင့်ရတဲ့ခီးသွွားတွေဟာကျွန်းပေါ်ကနေအော်ဟစ်ညီးသွားတဲ့အတန်တွေနဲ့မီးလောင်ကျွမ်းတန်လိုအတန်ဆန်းတွေကိုအမြင်ကြရလိမ့်ရှိပါတယ်။နံပါတ်2ကတော့တင်မင်းတောင်ကြားပန်ဟန်တောအုပ်ပဲဖြစ်ပါတယ်။အင်္ဂလန်နိုင်ငံ King Cry မှာရှိတဲ့ Blackley ကြီးရွာနဲ့၎င်းရဲ့နေကအော်ဟစ်တန်တွေနဲ့ပြင်းထန်နေတဲ့တောအုပ်ဟာ Greenwich စံချိန်မှတ်တမ်းတွေတင်ရတဲ့အထိကိုမှဗြိတိန်ရဲ့6ခြားဆုံးနေရာတစ်ခုဖြစ်ပါတယ်။ဒီတောအုပ်ရဲ့ပတ်ပတ်လည်မှာတမိုင်းတစ်လျှောက်ကိုထူးဆန်းတဲ့တေဆုံးမှုတွေလူတက်မှုတွေနဲ့ကိုအဆုံးစီရင်မှုတွေအများကြီးဖြစ်ပေါ်ခဲ့ပါတယ်။ဒီနေရာကိုလာရောက်တဲ့စွမ်းစားရှာဖွေတဲ့သူတွေဟာညာဘက်တွေမှာတောအုပ်ထဲကနေလူတစ်ယောက်ကိုရရဆက်ဆက်နှိပ်စက်နေတယ်လို့မျိုးအသေးခိုင်မတက်ကိုအော်ဟစ်တန်ကြီးတွေကိုကြားရရှိပါတယ်။ဒါပြင်ခန္ဓာကိုယ်မပါဘဲလေထဲမှာပြန်တန်းနေတဲ့ဝစ်စုံနဲ့ဆုံးမကြီးတွေရဲ့ပုံရိပ်တွေအပြင်ကမှအဝေးပြေးလမ်းမပေါ်မှာရက်ထားပြီးတော့ပေါ်လာတဲ့ရှေးခေတ်မြင်ရထားတရေလိုမျိုးတွေကိုလည်းမျက်မြင်တွေ့ရှိရတဲ့သူတွေကအများကြီးရှိခဲ့ပါတယ်။ဒီတောအုပ်ထဲမှာညာဘက်တယောက်တည်းလမ်းရှောင်မိတဲ့ခီးသွွားတချို့ဟာအလွန်မင်းကိုမှထိတ်လန့်ပြီးတော့နှလုံးရက်တည်ဆုံးခဲ့ရတဲ့ဖြစ်ရပ်တွေလည်းရှိပါတယ်။နံပါတ်3ကတော့ပန်ခက်ကန်တက်ကြီးလို့ခေါ်ပါတယ်။အိန္ဒိယနိုင်ငံရာဂျက်စတန်ပြည်နယ်မှာရှိတဲ့ပန်ခက်ကန်တက်ကြီးဟာအာရှမှာအချောက်ဆုံးနဲ့အနေအများဆုံးနေရာတစ်ခုပါ။18ရာစုကတည်းကတိစောက်ခဲ့တဲ့ဒီကန်တက်ကြီးဟာဆုံးကိုဝေတယောက်ရဲ့ကြေစာကြောင့်မလို့တညရတဲ့နေ့ကိုမျိုးလုံးကျွတ်ပျက်စီးသွားခဲ့ပြီးလူပေါင်းများစွာရဲဆက်ဆက်ကိုတည်ဆုံခဲ့ရပါတယ်။အိန္ဒိယအစိုးရကိုယ်တိုင်ကဒီကန်တက်ကြီးရဲ့ဂေတကမှာနေဝင်ချိန်မှနေထွက်ချိန်အထိကိုဒီကန်တက်ထဲကိုဘယ်သူမှဝင်ရောက်ခြင်းကိုမပြုရဆိုတဲ့တတိပေးဆိုင်ဘုတ်ကိုလည်းစိတ်ထူထားရပါတယ်။ညာဘက်မှာခိုးဝင်ကြည့်ရှုခဲ့တဲ့ခီးသွွားတွေဟာဘယ်တော့မှပြန်ထွက်မလာနိုင်တော့ဘဲနဲ့အသက်ဆုံးရှုံးခဲ့ကြရတယ်လို့တချို့သောပြန်လည်လွတ်မြောက်လာတဲ့သူတွေကလည်းဆေးယူပေါက်သွားကြတာမျိုးတွေလည်းရှိပါတယ်။ညာဘက်ဆိုရင်တော့ခန္ဓာကြီးတွေကနေစမ်းကြဲတဲ့ဂီတတန်တွေမင်္ဂလိငယ်တွေရဲ့ငိုတန်တွေနဲ့ခြေတံတွေကိုကြားရတက်ပြီးတော့မမြင်ရတဲ့ဝိညာဉ်ဆိုးတွေကလူတွေကိုလဲပင်ညစ်တာတွန်းချတာမျိုးတွေကိုလည်းလှုံ့ဆော်တတ်တယ်လို့ဆိုပါတယ်။မိတ်ဆွေတွေနဲ့ကရောခီးသွားမယ်ဆိုရင်ဒီ3နေရာကိုသွားမှာလားဒါမှမဟုတ်ရင်ဒီ3နေရာကိုရှောင်ပြီးတော့သွားမှာလားဆိုတာကွန်မန့်လေးမှာဖြေပေးခဲ့ကြပါဦး။အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။